ဖြူဖြူရဲ့ပထမပိုင်းစီစဉ်နောက်ဆုံးတစ်ပုဒ်ကိုတော့ဖြူဖြူငယ်ငယ်တည်းကတိတ်ချရတဲ့တိတ်ကြရတဲ့ဒီနေ့ထိဖြူဖြူရဲ့အသေးတချမ်းဖြစ်နေတဲ့မမတယောက်နဲ့ဆိုကြပါတယ်ကျေးဇူးတင်ပါတယ်မမမင်္ဂလာပါရှင်မမခိုင်ပြပါတယ်မမ thank you လှလိုက်တာသမီးရဲ့ခြေပြားပေါ့မဟုတ်ပါဘူးရှင်မမအဲ့လိုပြောလိုက်လို့ရှင်ပြပြမြေကြီးတဲ့ကိုတခါတည်းတူးပြီးဝင်သွားလိုက်ချင်တယ်ကျမဝတ်လေးရှိတဲ့အင်ကြီးတွေမဟုတ်တော့ကျမတော်တော်နေရခက်ပါတယ်ဒီချိန်လေးခဏရှင်တန်ခြင်းကကိုတယောက်ချင်းမြင်လေးမရှိတဲ့အခါချစ်လန်းနိုင်အငယ်စရာနောင်တများတဲ့ကိုခံစားစေဘယ်သူမှမသိပေမဲ့မင်းလေးကိုပဲတန်တာကအိမ်မဲမစုံနိုင်ဒီအလွမ်းများသာဝရတွေ့တကဘာတယောက်သေးပဲမျောလင်းထားလေကံကြမ္မာကရဆုံးလိုက်တဲ့အခါတစီတဲ့အချိန်လေးမှာကိုယ်စုတောင်းသမျှကိုယ်ရှိစီသမျှတခါမှမဖြစ်တော့လေ Say it like me မာရဲ့ညာနဲ့ချစ်စရာရဲ့မရှိလွမ်းချင်ရဲ့ကြည်စရာရဲ့မရှိအလွန်ချမ်းခဲ့ကျေးဇူးများကြီးတင်ပါတယ်ဂီတကဗျာကျေးဇူးတင်ပါတယ်ချစ်ပရိသတ်အားလုံးကျေးဇူးပါရှင်ဒုတိယပိုင်းပြန်တွေ့ပါမယ်ရှင်